ရှိရှိတုန်းကငွေလာမင်းတောအုပ်လို့ခေါ်တဲ့အင်မတန်မော်ဆန်တဲ့နေရာတစ်ခုရှိပါတယ်။အဲဒီတောအုပ်ရဲ့အလဲဘိုးမှာရှိတဲ့စမ်းချောင်းလေးထဲမှာစန္ဒပြေဝစီတဲ့မော်ကြောက်ခဲတစ်လုံးရှိတယ်။အဲ့ဒီကြောက်ခဲကိုထိလိုက်တဲ့သူဟာမိမိဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုတောင်းဆိုနိုင်တယ်လို့ဒဏ္ဍာရီရှိတာပေါ့။ဒီနေ့မှာတော့တောအုပ်ထဲကတိရစ္ဆာန်၃ကောင်ဖြစ်တဲ့ဝုံဝုံလေးဖိုးထွားတမင်မလေးနှင်းနုနဲ့ရုံကလေးဖြူဖွေးတို့ဟာအဲ့ဒီကြောက်ခဲကိုရှာဖို့ခီးထွက်လာကြတယ်သူတို့မှာကိုစီစန္ဒတွေရှိကြတာပေါ့ဝုံဝုံလေးဖိုးထွားကတော့ငါအတွက်တစ်သက်လုံးစားမကုန်မဲ့ပြားရည်တွေလိုချင်တယ်နှင်းနုကတော့ငါကတော့တတော်လုံးမှာအလားဆုံးတမင်မလေးဖြစ်ချင်တယ်ဖြူဖွေးလေးကတော့ငါကတော့ကဘာပေါ်မှာအမြန်ဆုံးပြေးနိုင်တဲ့ရုံလေးဖြစ်ချင်တယ်သူတို့သုံးကောင်မော်ကြောက်ခဲရှိရာစမ်းချောင်းသားကိုရောက်ခံနေမှာပဲခြုံပုတ်တစ်ခုတည်းကနေထူးဆန်းတဲ့အလင်းရောင်လေးတစ်ခုတွေ့လိုက်ရတယ်သွားကြည့်လိုက်တော့အတောင်ပံကျိုးပြီးမြေကြီးပေါ်မှာလဲနေတဲ့ကျေတာယာလိပ်ပြာလေးတစ်ကောင်ဖြစ်နေတာပေါ့ဒီလိပ်ပြာလေးဟာတောအုပ်ရဲ့အလင်းရောင်ကိုထိမ့်သိမ့်ပေးရသူပါသူဟာကောင်းကင်ကိုမပြန်နိုင်ရင်ဒီညမှာတောအုပ်တစ်ခုလုံးအမောင်အတိကျပြီးအန်ဒီရယ်ရှိနိုင်ပါတယ်။ကဲကြပါဦးကျွန်တော်ကိုမော်ကြောက်ခဲစီခေါ်သွားပေးကြပါအဲ့ဒီကြောက်ခဲကိုထိလိုက်ရင်ကျွန်တော်အတောင်ပံတွေပြန်ကောင်းလာမှာပါလို့လိပ်ပြာလေးကအတောင်းပန်ရှာတယ်။ဒါပေမဲ့မော်ကြောက်ခဲကတနေ့မှာစန္ဒတစ်ခုပဲဖြည့်ပေးနိုင်တာပါ။တလိမ့်ဆန်၃ကောင်စလုံးတွန့်ဆုတ်သွားကြတယ်။ငါသာလိပ်ပြလေးကိုစန္ဒတောင်းခွင့်ပေးလိုက်ရင်ငါပြာရည်တွေရမှာမဟုတ်တော့ဘူးလို့ဖိုးထွားကတွေးမိတယ်။ရုံကလေးဖြူဖွေးကလဲနေတဲ့လိပ်ပြလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်။ငါအမြန်ဆုံးမပြေးနိုင်လဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိပ်ပြလေးမပြန်နိုင်ရင်တောအုပ်ကြီးအမောင်ကျသွားလိမ့်မယ်။လို့တွေးပြီးလိပ်ပြလေးကိုသူ့ကြောပေါ်ကျင်ကမော်ကြောက်ခဲစီအမြန်ပြေးသွားပါတော့တယ်။ဖိုးထွားနဲ့နုနုတို့လည်းဖြူပွေးနောက်ကလိုက်လာကြတယ်။စမ်းချောင်းသားရောက်တော့ဖြူပွေးကလိပ်ပြာလေးကိုကြောက်ခဲနဲ့ထိပေးလိုက်တယ်။ဝင်းကနေတောက်ပါတဲ့အလင်းရောင်ကြီးထွက်လာပြီးလိပ်ပြာလေးရဲ့အတောင်ပံတွေဟာကျယ်ပွင့်လေးတွေလိုပြန်လဲလင်းလက်လာပါတော့တယ်။လိပ်ပြာလေးဟာပျော်ရွှင်စွာနဲ့ကောင်းကင်ရံကိုပြန်တက်သွားပြီးတောအုပ်တစ်ခုလုံးကိုလှပတဲ့အလင်းရောင်တွေဖြန့်ကျက်ပေးလိုက်ပါတယ်။အော်စရာကောင်းတာကမော်ကြောက်ခင်ဟာဖြူဖွေးရဲ့စေတနာကြောင့်ကျန်တဲ့တငယ်ချင်း၃ကောင်စလုံးရဲ့စန္ဒတွေကိုပါတပြိုင်နက်ပြေဝစေခဲ့ပါတယ်။ဖြူဖွေးဟာအမြန်ဆုံးရှုံဖြစ်လာသလိုဖိုးထွားစီမှာလည်းပြားရည်တွေပေါ်လာပြီးနင်းနုလည်းအရန်လှပသွားပါတော့တယ်။ပုံမြင်လေးကပေးတဲ့ message ကတော့မိမိကိုကြိုးထမ်းအများအကျိုးကိုဦးစားပေးခြင်းကစစ်မှန်တဲ့မော်အတက်ဖြစ်ပါတယ်။ကိုချင်းစာတရားရှိသူဟာမမျှော်လင့်ပဲကောင်းကျိုးတွေကိုပြန်လဲရရှိတတ်ပါတယ်။အချင်းချင်းကိုညီချင်းကအရာရာကိုပုံမလှပစေပါတယ်။နောက်ထပ်လည်းဒီလိုသင်ခန်းစာရစရာစိတ်ဝင်စားစရာပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်ပြီး like comment share လေးတွေလည်းလုပ်ပေးကြပါအောင်နော်။အဆုံးထိနှောင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။